မင်္ဂလာအားမင်္ဂလာပါရှင်ဒီနေ့ကတော့ခိုင်ချက်ချီတောက်ထိုင်းတောက်လီလေးလာတောက်စားပြမှာပါဝင်တဲ့ပစ္စည်းကတော့ဗီဒီယိုရိုက်ပြလာတဲ့အတိုင်းပေါ့ချက်ချီတောက်ကိုထိုင်းတောက်လီလေးချစ်ချင်းဆက်စားခြင်းနဲ့တူတယ်ခိုင်လောက်ပြလာတဲ့ဗီဒီယိုလေးအတိုင်းပေါ့နော်လက်တောက်စားကြည့်အရန်ကိုစားလို့ကောင်းတယ်มาตื่นใหญ่คุณยังไปแล้วแหวกกว่าไปซีแบบแต่ก็เลยเขาบอกไปต่อนะမင်္ဂလာအားမင်္ဂလာပါချက်ချီတောက်တောက်ထားဒီနေ့ share ပဲစားကြအောင်လို့ဝက်စီဖက်ကြော်share ပဲစားပါအောင်လို့